မင်္ဂလာပါညီမကတော့ဒေါက်တာတင်စာပါဒီနေ့ကတော့ Pure Wellness Clinic ရဲ့တရုတ်ပြည်သက်ကူပွဲတော်ကြီးကျင်းပပြီးတော့ Pure နဲ့ BDMS Wellness Clinic တို့ရဲ့ Official Partner Announcement လုပ်ပေးတဲ့နေ့လေးပဲဖြစ်ပါတယ်Pure ကတော့2019-2010လောက်ကလေးက BDMS Wellness Clinic နဲ့လက်တွဲလာခဲ့တာကြာပါပြီ BDMS Wellness Clinic ဆိုတာထိုင်းနိုင်ငံသားမှမကAsia Pacific region မှာထင်ကြရဖြစ်တဲ့ wellness clinic တစ်ခုပဲဖြစ်ပါတယ်။ Bangkok Hospital, Phaya Thai Hospital, BNH Hospital, နောက် Semitaway တို့လို group တွေနဲ့လည်း same group ပဲဖြစ်ပါတယ်။ဒီလိုလက်တွဲလာတဲ့တစ်လျှောက်လုံးမှာလည်း BDMS ရဲ့ standard တွေတိုင်း treatment protocol တွေတိုင်းဆရာမတို့က Pure Wellness Clinic က client တွေကိုဒီ anti-aging and wellness တွေကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့official documentation တွေအားလုံးပြီးသွားတဲ့အခါမှာဒီ BDMS Wellness Clinic ဘက်ကလည်းတခြားစီစစ်ပြီးတော့ဒီ2026 January မှာမြန်မာပြည်ရဲ့ပထမဦးဆုံး official partner wellness clinic တွေတိမှတ်ပြုခြင်းခံရပြီးတော့ award တွေပါချီးမြှင့်ခြင်းခံရပါတယ်ဒီလိုအထင်ကရ wellness clinic ကြီးရဲ့တိမှတ်ပြုခြင်းခံရတဲ့အတွက်လည်းများစွာဂုဏ်ယူမိပါတယ်ဆရာမတို့ Pure မှာ anti-aging နဲ့ wellness ကို international standard အတိုင်းဘယ်လို treatment တွေပေးနေလဲဆိုတာလေးကိုရှင်းပြပေးပါမယ်။ anti-aging ဆိုတာကတာမန်အရေးပြားတစ်ထောက်စာပဲ treatment ပေးရမျိုးမဟုတ်ပါဘူး။ကိုရင်းကလေးစာတွေ cell တွေထိပါနုပြိုကျန်းမာအောင် treatment ပေးတာကိုခေါ်ပါတယ်။ Pure မှာဒီ anti-aging နဲ့ wellness အပြင် weight management, hair restoration, sexual health တွေကိုပါနိုင်ငံတကာနဲ့အဆင့်မီ treatment ရယူနိုင်ပါတယ်။ဒီလိုအပ်တဲ့ investigation တွေလုပ်ဖို့ blood sample ကိုဘန်ကောက်တို့ဂျာမနီတို့ပို့ပြီးတော့စစ်ဆေးပေးပါတယ်။ဖြေရလာတဲ့အခါကျလို့ရှိရင်လည်းဒီ BDMS team ရဲ့ဆရာမတို့ရဲ့နောက်ပြီးတော့ client ရဲ့ teleconsultation လုပ်ကြပါတယ်။ဒီရလာတဲ့ဖြေတွေပေါ်မူတည်ပြီးတော့ vitamin supplement တွေတောက်ဖို့လိုအပ်တယ်ဆိုလို့ရှိရင်လည်း BDMS Wellness Clinic ရဲ့ own lab မှာသူတို့ဒီဖော်ဆက်ထားတဲ့customize supplement တွေကို prescribe ပေးပါတယ်။အခုလိုမျိုး cellular level ထိလိုအပ်တဲ့ကုသမှုတွေကိုဖြည့်စွက်ပေးနိုင်မှာ inner to outer glow ကိုရရှိစေမှာဖြစ်ပါတယ်။ဆရာမတို့ရဲ့ဒီဆေးပညာမှာ anti-aging medicine ကို preventive medicine regenerative medicine လို့ခေါ်ပါတယ်ဒီ biological aging process ကအသက်25နှစ်နောက်ပိုင်းမှာ cellular level မှာတဖြည်းဖြည်းနဲ့ပြောင်းလဲလာပါတယ်ဒါကြောင့်မို့လို့ဒီ symptom ပေါ်လာမှကုသရဲဆိုတာထက် early screening လုပ်ပြီးတော့ lifestyle modification တွေပြီးတော့ဒီ nutrition hormone balance တွေကိုတခြားစနစ်တကျထိန်းသိမ်းနိုင်တယ်ဆိုလို့ရှိရင် aging process ကနှေးကွေးစေနိုင်ပါတယ်ဒါကြောင့်မို့လို့ prevention is better than cure ဆိုတဲ့အတိုင်းသက်30-40မှာစမယ်ဆိုတာထက်စောစောစနိုင်လေပိုကောင်းနေပဲဖြစ်ပါတယ်အခုနောက်ပိုင်း anti-aging and wellness ကအရင် trend ဖြစ်လာတဲ့အပေါ်မှာဆရာမရဲ့အမြင်ကတော့ဘယ်လိုမဲချိန်နဲ့ပါတယ်ဘာလို့လဲဆိုတော့အရင်တုန်းကဒီအလှပဆေးကန်သွားရဲဆိုတာကိုအရှိပြားပေါ်ရန်အလှပတစ်ခုတည်းအတွက်လို့သိထားကြပေမဲ့အခုနောက်ပိုင်းမှာတော့အလှပတစ်ခုတည်းမဟုတ်ဘဲနဲ့ကျန်းမာစွာနဲ့လူပြိုလှပနေဖို့ဘာပြုလုပ်နေရပြီဆိုတဲ့အကြောင်းကိုတော်တော်များများက awareness ရလာကြတယ်အခုဆိုလို့ရှိရင်နိုင်ငံခြားထိသွားကြမလို့ပဲနဲ့ဆရာမတို့ဒီမြန်မာပြည်မှာပဲ Pure Wellness မှာ international standard အတိုင်း treatment တွေရနေပါပြီပြီးတော့အရင်ကမှ advanced ဖြစ်တဲ့ special test တွေလည်းပြုလုပ်လို့ရနေပြီfor example ဒီ NK cell activity စစ်ဆေးရတာတို့ telomere length စစ်ဆေးတာ early cancer detection တွေပါပြုလုပ်လို့ရနေပါပြီ client တွေကို message ပေးချင်တာတော့ဒီ aging ဆိုတာရှောင်လွှဲလို့မရတဲ့သဘာဝဖြစ်စဉ်ဆိုပေမဲ့စနစ်တကျထိမ့်သိမ်းဆောင်ရှောက်လို့ရတဲ့ဇီဝကမ္မဖြစ်စဉ်တစ်ခုလို့လက်ခံလာကြပါတယ်evidence based treatment တွေကိုရွေးချယ်ပြီးတော့ long term wellness ကိုဦးစားပေးဖို့ပြောချင်ပါတယ် health is new luxury ဆိုတဲ့အတိုင်းအတွင်းပိုင်းကနေကျန်းမာနေမှာအပြင်မှာပါလှပနှုတ်ပြနေမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့လှပခြင်းနဲ့ကျန်းမာစွာအသက်ရှင်နေထိုင်ခြင်းကိုစနစ်တကျထိန်းသိမ်းပေးနေတဲ့ဆရာမတို့ရဲ့ Pure Wellness Clinic မှာဆရာမတို့နဲ့လာရောက်ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ပါတယ်